အားလုံးပဲမင်္ဂလာပါ Stories Capital Channel မှာကြိုဆိုပါရစေဒီနေ့တင်ဆက်ပေးမှာတော့မတ်နင်းစီနဲ့မော်ထမင်းအိုးဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဇာတ်လမ်းရဲ့အစမှာတော့တခါကစိမ့်လန်းဆိုပြီးတာယာလှတဲ့ရွာလေးတစ်ရွာမှာနှင်းစီလို့အမည်ရတဲ့မိန်းကလေးတူရှိခဲ့ပါတယ်နှင်းစီဟာမိဘနှစ်ပါးမရှိတော့ဘဲစင်းရဲနွမ်းပါးစွာနေထိုင်ရပေမဲ့အလွန်စိတ်သဘောထားကောင်းပြီးတနာကျင်နာတတ်တဲ့နှလုံးသားရှိသူပါမိမိမှာစားစရာတိတ်မရှိရင်တောင်မှစားလောင်နေတဲ့တရိတ်ဆန်လေးတွေမိမိထပ်ပို့ပြီးခက်ခဲနေတဲ့အဖိုးအဖွားတွေကိုအမြဲတမ်းမျှဝေကျွေးမွေးလေးရှိပါတယ်။တနေ့မှာတော့နှင်းစီဟာတောထဲကိုထင်းခွေသွားရင်လမ်းဘေးမှာနာကျင်လို့ညှီးတွားနေတဲ့အဘိုးအိုတူကိုတွေးခဲ့ရပါတယ်။အဘိုးအိုဟာအဖျားတက်ပြီးရေငတ်နေတဲ့အတွက်နှင်းစီဟာသူမပါလာတဲ့ရေဘူးတွေကရေကိုတိုက်ကျွေးပြီးသူမအတွက်တစ်နေ့တာလုံးစာယူဆောင်လာတဲ့ထမင်းထုတ်လေးကိုလည်းအဘိုးအိုကိုအကုန်စင်ကျွေးမွေးပြုစုပေးခဲ့ပါတယ်။အဘိုးအိုဟာထမင်းစားပြီးအင်အားပြေဝသွားတဲ့အခါနှင်းစီရဲ့ဖြူစင်တဲ့စိတ်ထားကိုသဘောကျပြီးအိတ်ထဲကနေဟောင်းနွမ်းနေတဲ့မြေထမင်းအိုးလေးတစ်လုံးကိုထုတ်ပေးခဲ့ပါတယ်။သမီးဤအိုးဟာတာမန်အိုးမဟုတ်ဘူး။မော်ထမင်းအိုးဖြစ်တယ်။သမီးစာလောင်တဲ့အခါအိုးလေးထမင်းချက်ပေးပါလို့ပြောရင်အရသာရှိတဲ့ထမင်းကြီးအပြည့်ထွက်လာလိမ့်မယ်။တော်ပြီလို့ပြောချင်အိုးလေးတော်ပြီလို့ပြောရမယ်။သမီးရဲ့ကောင်းမွန်တဲ့စိတ်ဓာတ်ကြောင့်ဒါကိုမင်းကိုလက်ဆောင်ပေးတာပါ။လို့ပြောကြပြီးတဲ့နောက်ထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့ပါတယ်။အဖိုးအိုရဲ့ဟောင်းနွမ်းနေတဲ့အဝတ်စားတွေဟာခဏချင်းမှာပဲရွှေရောင်တောက်ပတဲ့နတ်ဝတ်တန်စားတွေအဖြစ်ပြောင်းလဲသွားပြီးလက်ထဲမှာလည်းဝရချင်းလက်နက်ကိုကင်ဆောင်ထားတဲ့အစင်းတကူးနဲ့ပြည့်စုံလာတဲ့တကြားမင်းကြီးအဖြစ်ကိုထင်ပြလိုက်ပါတော့တယ်။သမီးနှင်းစီငါဟာလူသားမဟုတ်ဘူး။နတ်တို့သခင်တကြားမင်းဖြစ်တယ်။သမီးရဲ့တီလတမာတိနဲ့သဘောထားကောင်းမှုကိုစမ်းသပ်ဖို့လူပြည်ကိုဆင်းလာခဲ့တာ။သမီးရဲ့စေတနာဟာတကယ့်ကိုချီးကျူးဖို့ကောင်းပါလေ။ဒီမော်အိုးလေးနဲ့အတူနောက်အနာဂတ်မှာပျော်ရွှင်ချမ်းသာပါစေ။လူကောင်းကြီးပြီးနောက်တကြားမင်းကြီးဟာနတ်တော်ဘာတန်များတင်းပြောင်တဲ့အမွှေးနံ့သားများနဲ့အတူကောင်းကင်ရန်သို့ပြန်တက်ပြီးနတ်ပြည်ဆန်အိမ်သို့ပြန်လေကိုယ်ပြောက်သွားခဲ့ပါတော့တယ်။နှင်းစီဟာအံ့ဩမြင်သက်ရာကနေတတိပြန်ဝင်လာပြီးအိမ်ပြန်ရောက်တဲ့အခါတကြားမင်းကြီးပြောတဲ့အတိုင်းအိုးလေးထမင်းချက်ပေးပါလို့စမ်းသပ်ပြောကြည့်လိုက်ပါတယ်။ခဏချင်းမှာပဲအိုးထဲကနေပူပူနွေးနွေးနဲ့မွှေးကြိုင်လာတဲ့ဆန်မွှေးထမင်းဖြူကြီးတွေဟာအိုးလှန်ထွက်မတက်ပြည့်လှန်လာခဲ့ပါတယ်။နှင်းစီလဲဝါဝလင်လင်စားတော့ပြီးနောက်အိုးလေးတော်ပြီလို့ပြောလိုက်တဲ့အခါထမင်းချက်တာချက်ချင်းရပ်တန့်သွားခဲ့ပါတယ်။ဒီလိုနဲ့နှင်းစီဟာငတ်မွတ်ခေါင်းပါတဲ့ဘေးကနေလွတ်မြောက်သွားခဲ့ပါတယ်။ဒါပေမဲ့သူမဟာတကူကောင်းမဆန်ခဲ့ပါဘူး။ရွာထဲမှာရှိတဲ့စင်းရဲနွမ်းပါသူတွေလီလွင့်တရိတ်ဆန်လေးတွေကိုနှီးတိုင်းထမင်းတွေချက်ကျွေးပြီးကုသိုလ်ဒါနပြုပါတော့တယ်။တနေ့တနေ့နှင်းစီရဲ့ကျွေးမွေးလှူဒန်းမှုတွေကြောင့်ရွာထဲမှာဘသူမှငတ်မွတ်ခေါင်းပါခြင်းမရှိတော့ပဲအားလုံးဝဝလင်လင်စားတော့ကြရပါတယ်။နှင်းစီရဲ့စေတနာကောင်းမှုသတင်းဟာတနေ့လုံးပြန့်နှံ့သွားပြီးနောက်ဆုံးမှာတော့တိုင်းပြည်ရဲ့ဘရင်ကြီးအထိသတင်းရောက်ရှိသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာတိုင်းပြည်ရဲ့နေဆက်ဒေသတွေမှာအစာရေစာငတ်မွတ်ခေါင်းပါတဲ့ဘေးဒုက္ခနဲ့ကြုံတွေ့နေရခြင်းဖြစ်ပါတယ်။ဘရင်ကြီးဟာနှင်းစီကိုနန်းတော်သို့ခေါ်ယူပြီးစစ်ဆေးမိမြန်းတဲ့အခါနှင်းစီကမိမိတွေးကြုံခဲ့ရတဲ့တကြားမင်းအကြောင်းနဲ့မော်ထမင်းအိုးအကြောင်းကိုဖုံးကွယ်ခြင်းမရှိဘဲအမှန်အတိုင်းရှောက်တင်ခဲ့ပါတယ်။ပြီးတော့သူမရဲ့မော်အိုးလေးကိုသုံးပြီးဒုက္ခရောက်နေတဲ့စစ်ပီးရှောင်ပြည်သူတွေနဲ့ငတ်မွတ်နေတဲ့သူအားလုံးကိုဝါလင်းစွာကျွေးမွေးပြီးတိုင်းပြည်ရဲ့ဘေးဒုက္ခကိုကယ်တင်ပေးခဲ့ပါတယ်။ဘရင်ကြီးဟာနှင်းစီရဲ့လောဘကင်းတရားအများအကျိုးကိုတည်ဖို့လိုတဲ့စိတ်ဓာတ်နဲ့တိုင်းပြည်အပေါ်ကယ်တင်ခဲ့တဲ့ကြီးစုကြောင့်သူမကိုတိုင်းပြည်ရဲ့ယတနာအဖြစ်အတိအမှတ်ပြုပြီးအဖိုးတန်ရွှေငွေယတနာမြောက်များစွာလေယာမြေများနဲ့ကြီးကျယ်ခမ်းနားတဲ့အိမ်တော်ကြီးကိုစုလိုက်အဖြစ်ချီးမြှင့်ခဲ့ပါတယ်။ဒီလိုနဲ့မိန်းကလေးနှင်းစီဟာစင်းရဲသားဘဝကနေတနေ့ချင်းမှာပဲတတိုင်းပြည်လုံးကလေးစားချစ်ခင်ရတဲ့အလွန်ချမ်းသာကြွယ်ဝတဲ့အမျိုးသမီးကြီးတူဖြစ်လာခဲ့ပါတော့တယ်။သူမဟာချမ်းသာသွားပြီမဲ့လေမာမာနာမရှိပဲသူမရဲ့မော်ထမင်းအိုးလေးနဲ့အတူရွာသူရွာသားတွေကိုဆက်လက်စောင့်ရှောက်ပြီးပျော်ရွှင်ချမ်းမြေ့စွာနေထိုင်သွားခဲ့ပါတော့တယ်။ဇလန်းရဲ့သင်ခန်းစာစစ်မှန်ပြီးဖြူစင်တဲ့စေတနာသဘောထားကောင်းမှုတွေဟာတနည်းမှာတခြားမင်းကဲ့သို့မဆသူတွေပေါ်ပေါက်လာပြီးမိမိကိုကောင်းကျိုးချမ်းသာတွေနဲ့ပြန်လေအကျိုးပြုတတ်ပါတယ်။အဆုံးထိကြည့်ပေးလို့ကျေးဇူးအများကြီးတင်ပါ။ကျမတို့တင်ဆက်ပေးတဲ့ဇလန်းလေးကိုသဘောကျရင် like and follow လုပ်ခဲ့ပေးပါနော်။နောက်နေ့တွေမှာလည်းဇလန်းလေးတွေနှီးစင်တင်ဆက်ပေးမှာမို့ဆက်လက်အားပေးပါအောင်ရှင်။
မြမပြည်ကြီးအမြန်ဆုံးအေးချမ်းပါစေ။